မင်္ဂလာပါဒီနေ့တော့ဘုန်းကြီးကယာယီနေထိုင်ခွင့် temporary protected status ဒီအမေရိကန်ပေးတဲ့ဒီယာယီနေထိုင်ခွင့်အဲ့ဒီအကြောင်းတစ်စိတစ်စောင်းပြောပြပါမယ်ဒီနေ့မင်္ဂလာပါဒီနေ့ဘုန်းကြီးကTPS temporary protected status ဒီအမေရိကမှာယာယီနေထိုင်ခွင့်အခြေအနေအကြောင်းပြောပြပါလိမ့်မယ်ဒီယာယီနေထိုင်ခွင့်ဆိုတာကတစ်ခါမှလုံးမှရှိတဲ့ဒီစစ်ဘေးစစ်ဒဏ်ဖြစ်နေတဲ့နေရာကလူတွေပြည်တွင်းစစ်အထူးသဖြင့်ပြည်တွင်းစစ်ပေါ့ပြည်တွင်းစစ်ဒေသမှာစစ်ပေးရှောင်နေဟိုပြည့်ရဒီလုံးကအဲ့ဒီမှာဒုက္ခရောက်နေတဲ့လူတွေကိုအကူအညီပေးတယ်ဒီယာယီနေထိုင်ခွင့်အမေရိကန်မှာယာယီနေထိုင်ခွင့်ပေးတယ်ငလျင်လှုပ်လို့ငလျင်တန်ခါလို့တော်လကောင်းနော်ရေကြီးရင်တော်လကောင်းအခက်ခဲများစွာရှိနေတဲ့ဒုက္ခရောက်နေတဲ့လူတွေအဲ့ဒီနိုင်ငံမှလူတွေကိုယာယီနေထိုင်ခွင့်ပေးတယ်ဒီယာယီနေထိုင်ခွင့်ပေးတဲ့နိုင်ငံတွေထဲမှာဗမာလည်းပါဝင်တယ်ဘယ်နိုင်ငံတွေလဲဆိုတော့16နိုင်ငံရှိတယ်လူပေါင်း6သိန်းကျော်6သိန်း1000ကျော်ဒီအမေရိကမှာလက်ရှိနေထိုင်ကြတာဒီယာယီနေထိုင်ခွင့်လက်မှတ်ရတဲ့လူတွေပေါ့လေအဲ့ဒီလူတွေကဒီအမေရိကန်မှာနေထိုင်ခွင့်ရှိတယ်နေထိုင်လောလောဆယ်နေထိုင်နေကြတယ်ဘယ်သူတွေလဲဆိုတော့El Salvador နော်အမေရိကလက်တင်အမေရိကနိုင်ငံအဲ့ဒါ3,828,925 ယောက်နော်လက်ခံထားတယ်ဟေတီနိုင်ငံလည်းစစ်ဖြစ်နေပဲအဲ့တော့3,6,500နော်ဟေတီနဲ့ Honduras လည်းဒီအလယ်ပိုင်းမှာလက်တင်အမေရိကအလယ်ပိုင်းနော် Honduras က56,40နောက်ယူကရိန်းကဘယ်လောက်လက်ခံထားလဲဆိုရင်22,450အဲဒီယူကရိန်းနဲ့ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီ22,480လက်ခံထားတယ်နောက်နီပေါနိုင်ငံလည်း8,525နော်ဒီပေါ်မှာ8,500ဆီးရီးယားကဘယ်လောက်ရှိလဲဆိုရင်3,950ဆီးရီးယားနော်ဘာမှမြန်မာကဘယ်လောက်ရှိလဲဆိုရင်2,300ကျော်လက်ခံထားတယ်ဒါပေမဲ့လို့နောက်ထပ်ရှောက်ထားတဲ့လူတွေက9,000လောက်ရှိတယ်အဲ့ဒီလူတွေကမစီစစ်ရသေးဘူးအာဖဂန်နစ္စတန်က1,585နော်နောက်ထပ်ဒီရှောက်ထားတဲ့လူတွေက14,600ရှောက်ထားတယ်နောက်တစ်ခါယီမင်က1,530ကင်မရွန်1,300နောက်ဆူဒန်
Sudan go Konosa. Ethiopia mà là xuất hiện nè. Go at the say. Somali. Tuan go there. South Sudan, Tia. Eddie Ludia American to white binary ma Nija. Miadopia, through Nigeria, Florida, Texas, California, New York, Virginia. Hello, binary ma Nija. No, Minnesota le. The GPS program နဲ့ရောက်ရှိလာတဲ့လူတွေရှိတယ်။အဲ့ဒီလူတွေကသူတို့အလုပ်လုပ်ပိုင်ခွင့်ရှိတယ်။သူတို့အလုပ်လုပ်ပိုင်ခွင့်ရှိတယ်။နောက်တစ်ခါကျတော့လောဆယ်သူတို့နေရာထိုင်ခင်းပေးထားတယ်။နောက်တစ်ခါခီးသောခွင့်လည်းရှိတယ်။သူတို့သွားကျင်ရသွားလို့ရတယ်။ဒါပေမဲ့လို့ချားတိုင်းပြည်ကိုသွားလို့မရဘူးဒီအမေရိကအတော်တည်းမယ်အကယ်၍ဥပမာဆိုရင်ပြည်သူ့စစ်ကြီးဗမာနိုင်ငံပြည်သူ့စစ်ကြီးပြည်ရင်ပြန်လို့လဲရတယ်အဲ့လိုပုံစံမျိုးနဲ့ဒီလက်ခံထားတဲ့လူတွေဖြစ်တယ်ဒီဗမာပြည်ကနေစဝစ်စစ်တမ်းဒီဘုံကျလို့ထွက်ပြေးနေရတဲ့လူတွေဒီအမေရိကန်နေရာပြဆွမ်းနိုင်ခါပြီးခဲ့တဲ့စနေနေ့ရဆိုရင်လည်းဆွမ်းနိုင်ခါအတွက်နဲ့ဆေးဝါးစပယ်ရှောင်းတွေဒုက္ခရောက်နေတယ်အဲ့ဒီရောလူတွေရော်မိရှုခုပြည့်ရဒီပြည့်ရအဲ့လိုလူတွေအတွက်ကိုဆွမ်းနိုင်ခါနဲ့ဆေးဝါးတွေအတွက်ဆေးဝါးဒေါ်လာတန်120တန်လူတန်းချလာရှိတယ်အဲ့တော့မကြခင်ဒီလူတွေကိုရရှိလိမ့်မယ်အစားတောင်းနဲ့ဆေးဝါးသို့တော့ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလူတန်းချင်းလက်နက်ဒီအစိုးရကိုစကားစားအစိုးရကိုတိုက်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းကိုဒီငွေတွေလူတန်းတာမဟုတ်ဘူးကျန်းသူပြည်သားတွေစစ်ဘေးရှောင်နေဒုက္ခရောက်နေတဲ့ရွာစီရွာသားတွေမြို့ဝလူတွေအစရှိတဲ့ပြင်အဲ့ဒီလူတွေအတွက်ဖဲဒီလူတန်းထားခြင်းဖြစ်တယ်လက်နဲ့အတွက်ထောက်ပံ့ခြင်းမဟုတ်ပါဘူးအဲ့ဒါကိုပြည်သူလူထုသိအောင်ဖူးကြီးအားရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနိုင်ငံမှာနေရင်နောင်သူတို့အားဆက်ပြီးတော့ကြတာပြန်ကျင်လဲရတယ်ဒါမှမဟုတ်ရင်လည်းဒီနိုင်ငံမှာနိုင်ငံသားအဖြစ်ရှက်ခွင့်လည်းရှိတယ်ဒီ program ပြီးဆုံးသွားတဲ့အချိန်ကျတော့သူတို့နိုင်ငံသူတို့ပြန်ကျင်လဲပြန်မပြန်ကျင်လဲဒီနိုင်ငံသားအဖြစ်ရှောက်ကျင်လဲရှောက်လို့ရတယ်အဲ့တော့ဒီနိုင်ငံမှာနေတဲ့တော့လွတ်ပိုင်ခွင့်ရှိမယ်အဲ့ဒီလူတွေကတော့အများကြီးပဲ6သိန်းကျော်3သိန်း1000ဒီလူတွေကပြည့်ရှမ်းကြပဲအများကြီးပဲခုလက်ခံထားတာဒီဆိုရလက်ချက်မှာဒါပါပဲကျေးဇူးတင်ပါတယ်ဒီအဖိုးကြီးရဲ့ဗီဒီယိုကိုကြည့်ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါပါပဲခင်ဗျာ